ဒီမန်ဝါလေးကတော့အပတ်10,000ပြီးပဲလို့ခေါ်ပါတယ်တရုတ်မန်ဂါလေးဖြစ်ပါတယ်အရန်စိတ်ဝင်စားစရာကောင်းကြောင်းအာမခံပါတယ်ချန်ကျုံဆိုတဲ့ကဘာကြီးမှာလူတွေလမ်းစဉ်တွေကျင့်ပြီးမသိမျိုးဖြစ်အောင်ကြိုးစားနေကြတယ်နေတိုင်းလိုကောင်းကင်ကိုအလင်းနှန်းတွေထွက်နေတာကတယောက်ယောက်ကအဆင့်တစ်ခုကိုအောင်မြင်သွားပြီဆိုတာပြသနေတာပါအဲ့အလင်းနှန်းတွေကိုလူတိုင်းကအားကြနေတဲ့အချိန်ထိုင်ဆဲနေတာကတော့ကျွန်တော်တို့ရဲ့ MC ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကနိုင်90သက်တိုက်ဂိမ်းဆော့ခဲ့တာကြောင့်သိဆုံးခဲ့ပြီးအခုချန်ကျုံဆိုတဲ့ကဘာကြီးကိုရောက်လာတာပါအဲရောက်ရှင်သူကအရှာမန်ဂါတွေဇက်ကားတွေတွေကအတိုင်းဒီကဘာအစ်စ်မှာသူဆရာကြီးဖြစ်အောင်ကူညီမဲ့ system လေးများရှိမလားဆိုပြီးပြောလိုက်ပါတယ်ရုတ်တရက်ဘာကြီးမှမသိတဲ့ပုံစံနဲ့အချိန်မီခေါ်လိုက်တာပဲဆိုပြီးလူတယောက်ကပေါ်လာပါတယ်ပြီးတော့ပြေးဖက်လိုက်ပါတယ်ညညတာလေးပါပဲပြီးတော့သူ့ကိုယ်သူ system golden finger ဆိုပြီးပြောခဲ့ပါတယ်မင်းကိုဒီကဘာကြီးမှာဆရာကြီးဖြစ်အောင်ကူညီမယ်ဒီကဘာမှာစောင်းရမ်းကိုကျန်းနေစေရမယ်လို့ပြောခဲ့ပါတယ်ကိုဆရာကတော့အသေးပြောတာပေါ့ immortal တွေဖြစ်အောင်လုပ်မယ်တိုင်းတွေကျင့်မယ်အဖွဲတွေကိုလိုက်တိုက်မယ်စော်လေးတွေနဲ့ကဲမယ်ဆိုပြီးတော့မင်းရဲ့တိုင်းပညာတွေအကုန်ကို level အဆုံးထိရအောင်ကူညီမယ်ပြီးတော့ခရီးစနိုင်အောင်တိုင်းတင်တဲ့အကြောင်းတစ်ခုကိုလည်းပေးခဲ့မယ်ဆရာသမားရီပန်းကပြောပြီးမသိမျိုးဖြစ်အောင်လုပ်မယ်လို့ပြောခဲ့ပါတယ်System golden finger ကကြောင်သွားပြီးမသိမျိုးဖြစ်ဖို့က spiritual root ဆိုတဲ့ဝိညာဉ်အရင်းမြစ်တစ်ခုရှိရမယ်လို့ပြောခဲ့ပါတယ်ရီပန်းကချော့ရသွားပြီးဗာလဲဟာဖြစ်သွားခဲ့ပါတယ်နောက်တော့စစ်သေးပေးတဲ့နေရာကိုသွားပြီးဆက်လိုက်တော့အဲ့ဝိညာဉ်အရင်းမြစ်ကသူ့မှာရှိမနေခဲ့ပါဘူးရီပန်းတရားကိုဆဲနေရုံအပြင်ဘာမှကိုမတန်နိုင်တော့ပါဘူးစစ်ပေးတဲ့သူဂေးကြီးကလည်း NOB ရီပန်းကိုမင်းလူရောဟုတ်ရဲ့လားသူမေးခဲ့ပါတယ်ဘာလို့လဲဆိုတော့လူတိုင်းမှာရှိနေတဲ့အရာသူ့မှာမရှိခဲ့တာကြောင့်ဖြစ်ပါတယ်ရီပန်းတရားကိုကြောင်စပြောက်ပါပြီမသိမျိုးမဖြစ်နိုင်တော့တာကြောင့်ဖြစ်ပါတယ်9နှစ်ကြာပြီးတော့ဆရာသမားရီပန်းကစူဘူးလေးကိုထုတ်ပြီးစောင်းရောက်မှသာဆက်လက်အသက်ရှင်နိုင်မယ်ဆိုပြီးတွေးနေခဲ့ပါတယ်သူစောင်းရောက်တဲ့နေ့မှာပဲမိန်းကလေး2ယောက်ရောက်လာခဲ့ပါတယ်စောင်းဝါလေးကသူ့မကိုစားဝယ်ပေးဖို့အတင်းတောင်းဆိုခဲ့ပါတယ်ရီပန်းကချက်ချင်းပဲဟိုတယောက်ကားလေးကလို့မင်းကနှစ်တစ်ထောင်မှာတယောက်တော်တဲ့လူဖြစ်ကြောင်ပြောပြီးစောင်းကိုတဝက်စည်းနဲ့ယူဖို့အတင်းထိုးရောက်ခဲ့ပါတယ်မဖြစ်သူကပတ်စံကိုအသုံးဝင်တဲ့နေရာမှာသာတုံးဖို့ပြောပြီးထွက်သွားခဲ့ပါတယ်မဖြစ်သူစံဝါကစိတ်ဆိုးပြီးလူတိုင်းရဲ့အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်လူချင်းကြောင်သူ့အမကိုအတင်းပြုတ်ဆိုခဲ့ပါတယ်မဖြစ်သူကလည်းနောက်ဆုံးတော့လက်လျှော့ပြီးရီပန်းကိုပတ်စံပစ်ပေးကစားဝယ်ပေးလိုက်ပါတယ်အမဖြစ်သူကစွမ်းရည်တွေကိုတမန်လူတွေရှိကြရင်မသုံးဖို့စုံမရင်ထွက်သွားပါတယ်ရီပန်းကတော့ရွှေဆယ်ပြားကိုတပြားသာပေးသွားလို့လန့်ဆဲပြီးနောက်မလာကြဖို့အော်နေခဲ့ပါတယ်ညီမ2ယောက်အိမ်ရောက်တော့ညီမကစားအုပ်ကစိတ်ဝင်စားစရာကောင်းကြောင်းပြောပြီးအတူဖတ်ရအောင်လို့ပြောလိုက်ပါတယ်အမဖြစ်သူကလည်းစိတ်ချော့ပြီးနည်းနည်းလေးတော့ဖတ်ကြည့်ဖို့စားအုပ်ကိုဖွင့်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲမြတ်ပြလာတဲ့စွမ်းရည်တွေစောက်ထဲကနေထွက်လာခဲ့ပါတယ်အမဖြစ်သူကလည်းစွမ်းရည်တွေထပ်မံတိုးလာတာကိုခံစားခဲ့ရတယ်သူခံစားရတာလည်းတစ်မျိုးလေးငါအဆင့်တွေတက်သွားပြီလို့အမဖြစ်သူစံပြူကအော်ခဲ့ပါတယ်ဒီမှာကလေးကလာပြီးအမနေမကောင်းဘူးလားမျက်နှာတွေနီးနေပြီလို့ပြောခဲ့ပါတယ်အဲ့အချိန်ကျမှအမဖြစ်သူကသူ့ညီမကလည်းအဆင့်တွေအရမ်းမြင့်သွားကြောင်းသတိထားမိလိုက်ပါတယ်နောက်ဆုံးမှာတော့အမဖြစ်သူကရီပန်းကိုဆရာကြီးများဖြစ်နေမလားဆိုပြီးစဉ်းစားမိသွားပါတယ်